ဒီ page ပွဲတွေဘက်ကို join တော့မယ်ဆိုရင်ဘာတွေပြင်ဆင်ထားရမလဲပေါ့အဲ့ဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ခိုင်ဆောင် channel ကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာတော့ဒီ page ပွဲတွေဘက်ကို join တော့မယ်ဆိုရင်ဘာတွေပြင်ဆင်ထားရမလဲပေါ့အဲ့ဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ကိုကဒီကဝက်ကိုရဲ့ကဝက်ကိုကိုကပိုင်နိုင်တာပဲဖြစ်စေမပိုင်နိုင်တာပဲဖြစ်စေဒေါက်ဖနက်ကတော့ရှိဖို့ရှိရမယ်အဲ့တော့ဒေါက်ဖနက်နဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးစိတ်အကြောင်းအရာတွေကိုလည်းပဲနောက်ဗီဒီယိုမှာ share လုပ်ပေးသွားမှာဒါပေမဲ့ခုကတော့ဒီဖနက်ကိုပေါ့တချို့ကဒီလေ့ကျင့်တော့မှာတော့တရံဒီစင်ပေါ်တက်မှာတရံအဲ့လိုမျိုးအရန်အနေနဲ့ထားကြတယ်ပေါ့နော်အဲ့ဒါမှန်တကယ်တော့မဖြစ်တင်ဘူးကိုလေ့ကျင့်ထားတဲ့ဖနက်နဲ့ပဲကိုကစင်ပေါ်မှာရှောက်ရမှာအဲကြောင့်မလို့ကိုကလေ့ကျင့်တဲ့အခါမှာ2ရံလောက်တော့အနည်းဆုံးလေ့ကျင့်ထားရမယ်အဲ့ဒါမှဒီစင်ပေါ်တက်တဲ့အခါမှာလည်းပဲကိုလေ့ကျင့်ထားတဲ့ဖနက်နဲ့ပဲစင်ပေါ်တက်ပြီးတော့ဒီကိုယ့်ရဲ့ကဝက်ကိုအကောင်းဆုံး performance အနေနဲ့ချပြနိုင်ရမှာပေါ့နော်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ဒီ dress နဲ့ပတ်သက်ပြီးတော့ကိုကဒီaudition day ပဲဖြစ်ဖြစ်ဒီ media conference မှာဖြစ်ဖြစ်ပေါ့နော်တခြား sponsor trip တွေတွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ direct တွေကိုဘယ်လိုပြင်ဆင်ထားရမလဲဆိုရင်တော့အများအားဖြင့်ပေါ့နော်အကြံပေးချင်တာကတော့ဒီ long direct တွေကိုပဲပြင်ဆင်ထားပါလို့ပြောချင်ပါတယ်အဲ့ long direct တွေထဲမှာဆိုရင်လည်းပေါ့နော်တချို့ကတော့အဲ့လိုမျိုးအစင်းကြားလေးတွေများတဲ့ဟာမျိုးတွေကိုရွေးကြတယ်ပေါ့နော်အဲ့လိုမျိုးကတော့နည်းနည်းတော့ကြည့်တဲ့လူတွေ elegant မဖြစ်ဘူးအဲ့ကြောင့်မလို့နည်းနည်းပြောင်းလေးတွေဖြစ်တဲ့အသားလေးတွေနောက်တစ်ခုကတော့ဒီအပွင့်လေးတွေပေါ့နော်နောက်ကဒီ sequence လေးတွေပါတဲ့ဟာမျိုးလေးတွေကိုရွေးချယ်တင်တယ်အဲ့လိုမျိုးကိုယ့်ရဲ့ direct တွေကိုရွေးချယ်ထားတင်တယ်ပြောဆို level ခွဲထားတင်တယ်ကိုယ့်ရဲ့ဒီ long direct တွေကိုကြတော့ဒီ level 1မှာဆိုရဲ direct တွေကိုကြတော့လုံးဝပွဲတက် symbol မီဒီယာတွေရှေ့ရောက်တဲ့ခါမျိုးမှာတုံးပြီးတော့ဂယ်ရွေးကွာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ sponsor trade ဆိုတာဒါဒီလူအများသားသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွာဒီ level 1မှာရှိတဲ့ဝတ်စားတွေကိုဝတ်တင်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တခြားဒီတိုင်းရိုးရိုး activity တွေဆိုရင်တော့ကွာ level 1 channel နဲ့ neck ဟိုအချို့ dress လေးတွေကိုဝတ်တင်တယ်တချို့ direct တွေဆိုရင်ပေါ့နော်နည်းနည်းကွာဒီ activity တွေသွားတဲ့အခါမျိုးမှာဆိုရင်ဒီချာရွေးပြီးတော့ဝတ်တင်တယ်ပြီးတော့အများသောအားဖြင့် activity တွေကအပြင်မှာလောက်တာများတဲ့အတွက်ကြောင့်မို့လို့ကိုကtake heavy G direct တွေရွေးချယ်လိုက်တဲ့အခါမှာကိုယ့်အတွက်လည်းတော်တော်အဆင်မပြေဘူးပြီးရင်ကိုက performance လုပ်တဲ့အခါမှာလည်းပဲပြုံးပြုံရှင်နေတာလည်းမရှိတော့ဘူးကစိတ်ညစ်နေပြီးအဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ဒီ communication ပေါ့ communication ဆိုတော့ကိုကဒီကိုယ့်ရဲ့ဒီ consistent တခြား sister တွေနဲ့ဟိုတိတိဖြစ်စေမတိတိဖြစ်စေသူကကိုခင်တာလို့ပဲဖြစ်ဖြစ်မခင်တာလို့ဖြစ်ဖြစ်ကိုကတော့ရောရည်တွေဆိုတော့ friendly ဖြစ်အောင်တော့နေရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီဆက်ဆံရ manager ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ CD director ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီတခြား system makeup team တွေကပဲဖြစ်ဖြစ်အဲ့လိုမျိုးနဲ့လည်းကိုကဒီ communication တစ်ခုတိစောက်ထားရမယ်။ဘာကြောင့်လဲဆိုတော့ကိုကဒီခါလေးကျရင်အဲ့လို communication ပြတ်တောက်သွားတဲ့အခါမျိုးမှာဆိုရင်သူတို့ပေးတဲ့ information တွေကိုလွတ်သွားနိုင်တယ်။အဲ့လိုကိုလွတ်သွားတဲ့အခါမျိုးမှာဆိုရင်ကိုကဒီ connection တွေကပြတ်တောက်သွားတဲ့အခါမျိုးမှာဆိုရင်ကိုတောက်ထဲတော့ leave out ဖြစ်သွားနိုင်တယ်။အဲ့ကြောင့်မို့လို့ကိုကအဲ့လိုမျိုးလောကလည်းမဖြစ်အောင်ဘာကြောင့်လဲဆိုတော့ကိုကဒီ page ကိုစ join ရဲဆိုတော့ကိုရဲ့ဒီအချိန်ရောလူရောအပင်ပန်းခံပြီးတော့ကိုကဒီ page ကို join တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ page မှာကိုကပွဲပြီးဒီထိပြန်ရမယ်ဆိုတော့sign contract တွေလည်းချုပ်ထားပြီးတာအဲ့ကြောင့်မလို့တို့ကဒီ display နဲ့ပတ်သက်ပြီးတော့လည်းပဲကိုအမှန်မလျှော့ရလေအောင်ဆိုတော့ connection လေးတော့ကိုကထိတ်ဆက်မိအောင်တော့နေပြရမယ်ပေါ့နေထိုင်ရမယ်အဲ့ဒါတော့ဒီ communication ပိုင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးစိတ်တွေကိုလည်းနောက်ပြီးမှထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်ဒါကတော့ဒါအချမ်းလေးအနေနဲ့ပေါ့နောက်တစ်ခုကကြတော့ဒီ mind ကိုရဲ့ mind ကိုတော့အများအား ready ပြင်ဆင်ထားတယ်။ဘာကြောင့်လဲဆိုတော့ကိုကဒီ business တစ်ပွဲကို join တယ်ဆိုကြတဲ့ဒါပြင်ပခံနိုင်ရမယ်ဆိုတာဒါသိပြီးတာဒါပေမဲ့တကယ်ထင်တာဒါထက်ကိုကပိုပြင်ပတဲ့တန်ကိုခံရနိုင်မယ်နောက်တစ်ခုကတော့ stress အရင်ပြီးပဲ
နဲ့အဲ့ဒီ stress ကအမှန်တော့ပြောရင်ဒီပြန်ပွဲကိုပြီးဆုံးဒီအထိတန်းချင်စိတ်မရှိတော့လောက်အောင်ထိကိုကြုံရလိမ့်မယ်အဲ့လိုကြောရတဲ့အခါမှာတော့ကိုယ့်ကိုအမြဲတမ်းအားတင်ထားရမယ် don't give up ဆိုပြီးတော့အမြဲတမ်းလက်မလျှော့တဲ့စိတ်နဲ့ရှေ့ဆက်ပြီးတော့ကိုအားပေးနေရကိုအမြဲ motivation ပေးနေရအဲကြောင့်မို့လို့အဲ့လိုမျိုး motivation တွေပေးနိုင်ရတဲ့အခါဒီ stress တွေကိုလည်းကိုယ်ခံနိုင်ရရှိဖို့အတွက်ကတော့ဒီခုလောက်နှံ့ပေးချင်တာကတော့အများရန်ပေါ့နော်ညအိယာဝင်ခါနေတိုင်းကိုယ့်ရဲ့စိတ်ကို15မိနစ်လောက်ဒါမှမဟုတ်လည်းရှိရင်10မိနစ်လောက်ပေါ့အဲ့လောက်ထိကို calm ဆိုပြီးတော့ focus လုပ်ပြီးတော့တရားထိုင်မှာအသက်ရှူမှတ်ရှူတွင်းလေးနဲ့ကိုယ်စိတ်ကို focus ပြီးထိအောင်ပေါ့နော်ထားနိုင်ရင်တော့ကိုယ့်ရဲ့ဒီ mind power ညှစ်တင်လာမှာဖြစ်ပါလိမ့်ရှင်ကိုလေးချင်ထားတဲ့ကောဝကိုကွာဒီစင်ပေါ်မှာအကောင်းဆုံးချပြနိုင်ဖို့ဆိုရင်လောက်ရှင်းရပြောတဲ့ဖနက်နှစ်ရံကိုအများအားမဖြစ်မနေစောင့်ထားရမယ်အဲ့ဒါမှကိုလေးချင်ထားတဲ့ sequence အတိုင်းကွာစင်ပေါ်မှာအကောင်းဆုံးချပြနိုင်မှာဖြစ်တယ်ကိုကဖနက်အသစ်ဆိုပြီးတော့ခွဲခြားလိုက်တဲ့ခါမျိုးမှာဆိုရင်လုံးဝအဆင်ပြေမှာမဟုတ်ဘူးကိုတိုင်လေးကြုံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကြောင့်မို့နှစ်ရံကိုတော့လေးချင်ထားပါနောက်ကတော့နံပါတ်2နေရတော့ကိုရဲ့ဒီ drum နဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်လို့မျိုး level ခွဲထားပြီးဆိုရင်တော့ကိုကဒီပွဲအစဉ်အတိုင်းလိုက်ရောညီထွေဆိုတဲ့ အကောင်းဆုံးအလှဆုံးဖြစ်နေမှာဖြစ်ပါရဲ့ရှင်။နောက်ခုနံပါတ်3အနေနဲ့ကျတော့ကိုယ့်ရဲ့ဒီ communication ကလည်းလုံးဝမဖြစ်မနေအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ connection မပြတ်တောက်သွားလို့ connection ပြတ်တောက်သွားရင် line ကြီးလည်နေလို့ရှိရင်ကိုကြောက်တဲ့ပဲကျန်ခဲ့လိမ့်မယ်။နောက်ခုနံပါတ်4နောက်ဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ဒီ mind ကိုယ့်ရဲ့ mind နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကပဲဖြေလျှော့ရမှာအဲကြောင့်မို့လို့အများနဲ့မဖြစ်မနေ15မိနစ်တော့တရားထိုင်နေပါညရောင်းခံနေပါအဲ့ခါကျရင်လည်းကိုယ့်ရဲ့ဒီအသားရည်လေးတွေဖာလာပါလိမ့်မယ်တိုးတက်မှုတွေတွေ့ရမှာလိမ့်မယ်အဲ့တော့နောက်ဗီဒီယိုမှာနောက်ထပ်အသေးစိတ်အကြောင်းအရာလေးကိုရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြည့်ရနှစ်တက်တဲ့တပွားကြရဆိုရင်တော့ like and subscribe လေးလုပ်ပေးကြပါနောက်ကိုဒီခု share သွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အမြင်မတူတာလေးတွေပဲဖြစ်ဖြစ်ထပ်ပြီးဖြည့်ဆို့ချင်တာမျိုးရှိရင်လည်းဖြစ်ဖြစ်comment မှာရေးခဲ့ပေးကြပါဦး bye bye